မင်္ဂလာပါခင်ဗျာ Desk Online မြန်မာအနေနဲ့ကြိုဆိုပါရခင်ဗျာကျွန်တော်မနေ့တော့ကြော်ညာဝင်ထားတဲ့33သိန်းတန်အကောင့်လေးပါခင်ဗျာ N4 level max 4လက်မာမီဆက်စုစုပေါင်း4ထဲပြိုင်5စုစုပေါင်း9စီးထဲမှာအခုနောက်ဆုံးထွက်ထားတဲ့ Ferrari က3စီး Ferrari 4ယောက်စီး Ferrari 2ယောက်စီး Ferrari အမိုးဖွင့်ပြီးတော့ Lamborghini ပါတယ် Pagani ပါတယ်နောက်ထပ်ပါကနေတစ်စီးပါတယ်ပြီးကြတော့ UAC တစ်စီးပါတယ်ကိုဆရာတို့ဒီလိုအကောင့်လေးပြမှာပါဒီအကောင့်လေးကိုပြချင်လို့ပါခင်ဗျာဈေးနှုန်းလေးကလည်းတတ်တာပါတယ်ပါကနေကိုဒီ Ferrari 3စီးကိုကိုယ်တိုင်ဖောက်မယ်ဆိုရင်ခမန်းကြီး30လောက်ကုန်နိုင်တယ်အခုက Ferrari showroom ပါပြီးသားအကောင့်ဝယ်မယ်ဆိုရင်ဈေးတက်တာပါတယ်ဈေးနှုန်းကတော့30နဲ့မှ3သိန်းပါခင်ဗျာဒီကားလေးတွေအရင်ဆုံးပြလိုက်မယ်UAC အဝါရောင်လေးပါတယ်4ယောက်စီး Ferrari ပါပါတယ်ခင်ဗျာ Ferrari Roma ပြီးကြတော့2ယောက်စီး Ferrari ပါပါတယ်ပြီးတော့ Pagani 2စီး Pagani 2စီး Lamborghini အနီရောင်လေးတစ်စီးကြိုက်တယ်မလားကိုဆရာတို့မာမီဆက်စုစုပေါင်း4ထဲအပြာရဲ့အနီရဲ့အဖြူရဲ့အဝါရဲ့ပါခင်ဗျာ Inferno လေးလည်းပါပါတယ်level max ကတော့ဒီကောင်ကတော့ auto matic gun ဒီကောင် matic gun လေးပါ N4 လေးလက်ပါပါတယ် AK level max ပါပါတယ် AUG level max ပါပါတယ်ခင်ဗျာဆိုတော့ကိုဆရာတို့ကျွန်တော်ဒီထဲမှာ gun ထဲမှာဝင်ပြီးပြပေးလိုက်မယ် AUG level max ပါခင်ဗျာ scope လေးတွေဖွင့်ထားပါတယ်6 scope 4 scope 2 scope size scope လေးတွေလာပါတယ် AUG ကတော့လူတိုင်းဒီဝါကြိုက်ကြတယ်ဟုတ်တယ်မလားN4 ထဲမှာစီးနေတာ level 8နဲ့ max တယ်ခင်ဗျာ level 7မဟုတ်ဘူးเนาะသူကလည်း 3 scope လေးဖွင့်ထားပါတယ် size scope လေးဖွင့်ထားပါတယ်ကိုဆရာတို့တခြားပါညာလေးတွေလည်းဖွင့်ထားပါပေါ့ဗျာ AK ပါတယ်ခင်ဗျာ AK ကတော့ 2 scope လေးတစ်လုံးပဲဖွင့်ထားပါတယ် red dot လေးရယ် size scope လေးရယ်ပါပါတယ်နောက်တော့ရေပြွတ်လေးပါခင်ဗျာရေပြွတ် level max ဒီကောင်ကလည်း3 scope 6 scope ဖွင့်ထားပါတယ်ခင်ဗျာစုံပါတယ်စကုတ်လေးတွေစုံပါတယ်ခင်ဗျာပြီးတော့ရေခဲ N4 ရေခဲကတော့3 scope လေးဖွင့်ထားပါတယ်40ကတော့စကုတ်မပေါ်သေးပါဘူးဒါကတော့ level max တွေပါပြီးကြရင် level max 6လက်အပြင်ဘာပါလဲဆိုတော့ဒီမှာ scar level 6ရောက်ပါပြီ level max တင်ဖို့အတွက် material ရဲ့9တုံးပဲလိုပါတယ်ခင်ဗျာ scar level 6ပါနောက်ထပ်ဘာပါလေးလဲAUG level 5 hit effect EK level 5ပြီးတော့ UMB level 5 hit effect ရေခဲ UMB လေးလာတယ်နော်တူလက် scope လေးတွေအကုန်ဖွင့်ထားတယ်6 scope 8 scope or 4 scope 3 scope အကုန်ဖွင့်ထားပါတယ်ခင်ဗျာN4 ထဲမှာဆိုတော့မှ QBZ တို့ပါတယ်တင်မထားတဲ့တွေက Cruiser တို့ပါတယ်Honey Badger တို့ပါတယ် Okay နော်မှာ M7 တို့ပါတယ်အဝေးပြစ်ထဲမှာဆိုရင် PP19 User I UMB ကတော့ level 5ပါတယ်ဆိုတော့မှ Vector level 2နော်ကိုဆရာတို့ဂန်းတွေကတော့စုံပါတယ် level ပဲတင်မထားတာပါအဝေးပြစ်ထဲမှာ AW1 ဒါလည်း AW1 ပဲမှာ N24 စုံပါတယ်ကိုယ်တိုင် level တင်ပြီးသုံးမယ်ဆိုရင် okay နိုင်ပါတယ်S12K မစီပါပါတယ် TBS ပါပါတယ်ခန်းကြီးထဲမှာစုံပါတယ် MG3 and TV28 and 249အကုန်ပါပါတယ်ကိုယ်တိုင်ခန်းကိုယ်တိုင်တင်တုံးရုံပါပဲခင်ဗျာပန် level 5ပါပါတယ်ဒီကောင်တော့ရှာပါပန်လေးဆိုတော့ level max တင်ဖို့တန်ပါတယ်ခင်ဗျာ material လေးတုံးပဲကုန်ပါပါဒါတော့ gun skin အစုံပါပဲခင်ဗျာhelmet လေးတွေလှတယ် ultimate helmet လေးလည်းပါတယ် Inferno ပါတယ်တခြား helmet တွေလည်းစုံပါတယ်ခင်ဗျာပတ်လေးတွေကြီးကံပတ်လက်ပြပတ်ဒါ AUG တွေကပတ်ဒါအခုနောက်ဆုံးထွက်လာတဲ့ပတ်လှတာလေးတွေကြည့်ပါပဲကိုစရာတို့ဘယ်လိုနည်းနဲ့မဆိုတန်တယ်နော် Ferrari ပြိုင်ကားတွေကအခုနောက်ဆုံးထွက်လာတဲ့ Ferrari ပြိုင်ကားတွေကလှတယ်
Ferrari ပြိုင်ကားရမှာ showroom ပါတာနဲ့တင်ကိုတော်တော်တန်းနေပြီတော်တော်လှနေပြီကိုဆရာတို့စိတ်ကူးမလွဲနဲ့ပြိုင်ကားများများကင်ချင်ရင်ပြိုင်ကားများများစီးချင်ရင်ဒီကောင်လေးကင်လိုက်ပါပြိုင်ကားစုစုပေါင်း9စီးနဲ့အကောင်လေးဖြစ်ပါတယ် outfit လေးလေ mighty outfit တွေမှာအများကြီးပါတာတွေ့လားအများကြီးပါတာပါတော်တော်အုပ်ဆုံးတာပါ outfit တွေကဘာလေးတွေလူကြိုက်များတဲ့ကောင်လေးတွေဘာလေးပါလဲဆိုပြအများကြီးပါပဲအများကြီးပါပဲခင်ဗျာအတက် on titan နေရောနော်မကာရိုက်တာတွေကကောင်းနေရောဂျပန်ကာရိုက်တာတွေကနောက်ထပ်အိတ်စုပြဖို့ကြံတော့တယ်အိတ်စုစုပေါင်း9ထဲပါပါတယ်9ထဲထဲမှာဂျပန်မှာ3 star ပါ1 star ဒီကောင်လေးက1 star ဒီကောင်လေးက2 star ဒီကောင်1 star ကြီးကန်းလေးကလည်း2 star ထင်တယ်ဟုတ်တယ်ကြီးကန်းလေးလည်း2 star အိတ်စုစုပေါင်း9ထဲပါပါတယ်ဟုတ်ပြီဒီလိုဆိုတော့နောက်ထပ်ဘာတွေပါအောင်မလဲကြည့်ကြစို့ပြိုင်ကားတွေကတော့ပြပြီးတော့ပြီဒါလေးကတော့ emote လေးတွေပါemote လေးလည်းစုံပါတယ်အိုး emote လေးတွေပါပါတယ်ဒီတိုက်လို့ရတဲ့ emote လေးတွေမိုက်တဲ့ emote တွေအများကြီးပါပါတယ်ခင်ဗျလေထီးစင်းလေးတွေဂလိုက်တာလေးတွေHarry Potter ဂလိုက်တာလေးတွေတို့ဒီမှာ lava set တွေကဂလိုက်တာလေးတွေဂလိုက်တာလေးလက်စုံပါတယ်သူ့ info လေးကတော်တော်လေးကိုစုံနေနော်ကိုစရာတို့ Mighty Lobby အပိုင်း3ခုပါတယ် material တော့မပါတော့ဘူးအကောင့်ကတော့ Gmail email ချိန်ထားပါတယ် Gmail ရော email ရောအသစ်ချိန်ပေးလို့ရပါတယ်ကိုစရာတို့ဒီကောင်လေးလို့ရှင်နေဆိုရင်လက်ရှိ video တင်ထားတဲ့ page ဘက်ကနေစာပို့ပြီးလာဝယ်လို့ရပါပြီခင်ဗျာ Telegram တွေ့ရဆိုရင်လည်း Telegram admin link ကိုစာပို့ပါကျွန်တော်တို့တွေ Dash Online မြန်မာဆိုတဲ့နာမည်နဲ့ TikTok အကောင့်လည်းအခုဖွင့်ထားပါတယ် TikTok မှာလည်းအားပေးလို့ရပါတယ်အခုနောက်ပိုင်း TikTok မှာလည်း live ဆွေးနွေးမှာလည်းနောက်ကျရင် YouTube မှာလည်းလွှင့်ပါမယ် YouTube link တွေလည်းချပေးပါမယ်ကိုစရာတို့ဒီကောင်လေးကတော့33သိန်းတန်လေးပါ